ကျိုး Wi-Fi နဲ့ကျိုးမဲ့ Wi-Fi တွေကဘာတွေခွာလဲအားလုံးပဲမင်္ဂလာပါTR United ကျိုးမဲ့ Wi-Fi ကုမ္ပဏီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျိုး Wi-Fi နဲ့ကျိုးမဲ့ Wi-Fi တွေရဲ့ကွာခြားချက်အားနည်းချက်အားသာချက်လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျဥပမာပထမအနေနဲ့ကျိုး Wi-Fi အကြောင်းလေးကိုပြပြပေးပါမယ်ဗျကျိုး Wi-Fi အနေနဲ့ကတော့အားလုံးသိပြီးကြပြီးသားပါလားစင်ကြီးပေးတစ်လားလုံးစိတ်ကြိုက်သုံးပုံစံမျိုးလေးပေါ့သူ့ရဲ့အားနည်းချက်လေးတွေကတော့အိမ်မှာထိုင်နေတဲ့ပဲသုံးပြီးလို့ရပြီးတော့ဘယ်နေရာဗဒေတာဟိုမှာတက်သွားတက်လာသုံးပြီးလို့မရတာမျိုးပါကျွန်တော်ခုပြထားတဲ့ကျိုးမဲ့ Wi-Fi အိတ်ဆောင်ဆက်တွေကအကုန်လုံးကတော့ဘယ်နေရာဗဒေတာမဆိုတက်သွားတက်လာသုံးပြီးလို့ရပါတယ်ဗျဒါမျိုးမှာစင်ကတ်အနေနဲ့ကလည်း offset ဆက်ပို့ပေးတာဖြစ်တဲ့ကြောင့်မလို့လူချင်းမဲ့တက်သွားတက်လာသုံးပြီးခြင်းတဲ့နေရာမှာပြီးတဲ့ဘယ်စင်ကတ်ကိုမဆိုထည့်သွင်းသုံးပြီးလို့ရပါတယ်ဗျအခုကျွန်တော်ပြထားတဲ့ကျိုးမဲ့ Wi-Fi ဆက်တွေကို TR United ကျိုးမဲ့ Wi-Fi ကုမ္ပဏီမှာလက်လီလက်ကားမှာရရှိနေပြီပဲဖြစ်ပါတယ်ဗျလူကြီးမင်းနေနဲ့လက်လီလက်ကားမှာယူလိုပါကကျွန်တော်ခုပြထားတဲ့ဖုန်းနံပါတ်ပိုက်ပါ3999591500ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ